come to Arcadia vlog လေးဖြစ်ပါတယ်ဆိုစိတ်ဝင်စားရင် vlog လေးကိုဆုံးကြည့်ပေးကြပါဦးနော် come တော့စပိုင်းကရွာကူလောက်ရတယ်ပေါ့နော်အဲ့ဒါကိုကိုရီးယားမလောက်တော့ဘဲနဲ့ဒီတိုင်းပဲရောက်တော့မှရွာကူလောက်လိုက်တော့အဲ့လူကြီးကဘေးကလေဝေးလာလို့မီတော့ပေါ့နော်ကိုယ်လည်းဝေးရလို့ဖြေလိုက်တယ်အဲ့ဒါနဲ့အဆိုလည်းရပါတယ်အဲ့ကမှဆိုရင်ပတ်စံပြီးရင်ဘာမှဆိုအကုန်လုံးလုပ်လို့ရပါတယ်ဘာမှဆိုအကုန်ငါးပြီးပါတယ်ဘာမှယူပါစရာမလိုပါဘူးကြောင်လေးလည်းအများကြီးပဲပြောရှင်ဒီနေသားရေချိုးကလည်းအရင်တန်ရှင်းနေပေါ့နော်ဒီဂျီရိုဟမ်ဘိုက်ခီပီနာမှာဆွေးအင်တာနဲ့ရေချိုးကနဲ့တွေ့ရရှိပါတယ်ဆိုပတ်စံပြီးတော့ကျွန်မစောင့်ရင်းနဲ့အရင်ဆုံးဒီမိုရီနေပုံနေရာရှာပါတယ်ဆိုတော့ဒီနေရာလေးကအရင်တစ်ခေါက်ကလည်းလာဖို့တယ်တဲ့ဆိုတော့ဒီနေရာပဲရွေးချယ်လိုက်တာပေါ့နော်ဒါကတော့တက်လို့မရအောင်ခင်းရှိလို့ရေးထားတယ်တစ်သားရင်လည်းစောက်ထားတော့ဆွေးနေရောလေတခြားမှာလည်းဒီတခြားသောမိသားစုကြီးရှိရဲသူတို့လည်းသူတို့ဟာနဲ့သူတို့အုပ်စုလိုက်တင်လာကြတယ်ဖြစ်ပါပဲပြောဖို့ရန်ကောင်းနေနေရာရဲ့မှာအကျယ်ကြီးပဲဆိုတော့ဒါတော့ကျွန်မ outfit ပါ outfit ကဒီလိုဝေးရလားပါလားညာလားနဲ့ချင်းကိုက်မှာပဲပါညာနဲ့ထင်ကောင်းထင်မယ်ပေါ့နော်အဲ့ဒါကိုကျွန်မအခုပြန်လဲရှင်းလင်းပြနေရဖြစ်ပါတယ်ရန်စကားများတယ်ကွာဒီလားဘာပြောမှလည်းမသိဘူးအရန် excited ဖြစ်နေပါတယ်ဆိုခုကတော့နေရာရင်ချမယ်ချပေါ်လို့ရှိရင်လူဆောင်ရင်ခါကြလို့ရှိရင်ရခင်းကြီးကိုယ်ပိုင်စားမယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုဆောင်ကြည့်ပေးဖို့ရက်ခံပါတယ်ဆိုတော့ဒီအောက်မှာကောင်းတာတစ်ချက်ကကျွန်တော်ပြမယ်ဆိုကောင်းတဲ့တစ်ချက်ကဆိုတော့ဒီလိုမျိုးခုံရဲ့အောက်မှာသူရှင်းပြနေကွန်စက်တွေရှိရပေါ့နော်ဗီဇက်တီသုံးလို့ရတယ်ဆိုကြပလက်ပေါက်တွေထားပေးရတယ်လို့ပလက်ပေါက်လေးဆိုတော့မစိုးလို့ပြောမယ်တော်တော်အဆင်ပြေပလက်ပေါက်ရှိရတဲ့မလို့ပြီးတော့ wifi လည်း free ကွာအဲ့လိုနဲ့နိုင်ခွာတနိုင်လောက်ကျမတို့နေရောက်ပဲအရင်ဆုံးဒီကမ်ကိုလေးဆောက်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တခြားသူရလောကပြန်မလာသေးတော့ကျမလည်းကျမကိုဟီးနေပါဝယ်ခိုင်းလာကွာတိလားကိုကလည်းကိုချိတ်ထားတွေပဲကိုကဝယ်လာရီတက်ဒီနေ့ဟာရတော့လုံးပြီးမှပဲလို့စားချင်တာကိုပေါ့ကိုဝယ်လာခဲ့ပေါ့နော်အေးလေကိုတော့ပဲကိုဝယ်လာချစ်စုတွေဒါကတော့မီးပြင်းกินတဲ့အပြာပေါ့နော်အခင်ပြနှစ်ခုအောင်လာတော့တစ်ခုပဲသုံးမယ်ဆိုတဲ့အချောင်းပြောရင်းနဲ့အဲ့ဒါကိုစီစဉ်နေရပါချရင်းနဲ့ဒါတော့မီးအင်္ဂလိပ်ပါမီးအင်္ဂလိပ်ညအရန်တော့ဝင်နေပါတော့ပြီးလို့ရှိရင်ဒီကတော့မီးဖို့ဘာဘီကျူလုပ်ရင်သုံးမယ်မီးဖို့ပါဆိုတော့မှစားစရာတောက်စရာဝယ်ရင်းနဲ့ဒီအားကျတော့မူရှိပေါ့နော်နောက်တော့ကျွန်မချင်းမကတ်အောင်ပေါ့အဲ့ဒါဝယ်လာလုံးဝမကတ်ဘူးတော့ဘာကောင်းမှမလားအနံ့ကနန်လို့လာမသိဘူးအဲ့လိုနေကျွန်တော်တို့နေအောင်လုံးဝမောသွားမောကတော့ရေတောင်းတယ်ပြီးတော့ကျွန်မကတော့ပေါ်ကာရီဆွတ်တောင်းမလို့ပေါ့နော်အဲ့ဒါဟိုကုတ်ဒီကုန်းဖင်ကြားညံ့လေးဒါတော့ဂျီရိုဟမိုက်ခီရတိပါတယ်ပတ်စံထည့်လိုက်လို့ရှိရင်ကလုံးနှိမ့်လိုက်ရင်အလုံးလုံးကျလာတော့နော်ဆိုပြီးရင်ပတ်စံအချားတွေကယူရပါတယ်ကြွေလေးတွေဒါကတော့ကျွန်မပေါ်ကာရီဆက်တောက်ပါတယ်ပေါ့ဘာညာပေါ့ဒီပုံမြင်ပြောပြမယ်ဒီပုံမြင်တိလာတော့မသိဘူးဒါကိုလေးဒီမှာလေးဖောက်ကနေပြုတ်ကြသွားတဲ့တန်ကိုလေးဘာကောင်လိုက်တယ်ဆိုလားပဲအဲ့ဒါနဲ့ဘာကြီးကနေပြီးတော့လေးထွက်ပြေးရတယ်ပုံမြင်အောင်ငါဘာမှလည်းမသိကိုညာရောက်တော့ဒီမှာရေဒီဟင်းကြီးရွက်တွေဆေးရတော့တယ်ပေါ့နော်ဆေးရရဲ့ချင်းတော့ဖေးစင်းနေလဲရှိရဲလုံးဝအရန်အဆင်ပြေရဲအတီးရွက်တွေဘာရစားလေးအလုံးအဆေးဖို့နေရာထားတာပြီးတော့ဆက်ပြားတွေပကံဆေးရဟာရစားဘေးစင်ရစားအကုန်ရှိလုံးဝအဆင်ပြေကဲလူစုံတော့ကျွန်တော်တို့ဘာဘီကျူးစားလုပ်ပါတယ်ပေါ့နော်ဆိုတော့လူကအလုံးပေါင်း9ယောက်ပါကြည့်ရဆိုတော့ကျွန်တော်တို့အတီးရွက်တွေကျွန်မပြင်ဆင်ထားတဲ့အသားငါးတွေနဲ့ပြီးလို့ရှိရင်ကျွန်မရဲ့ထမင်းတုပ်လေးပဲဖြစ်ပါတယ်စားပြမှာလေငါမကွယ်ပါနဲ့စားပြမှာမကွယ်နဲ့ဆိုကွယ်လေကွယ်များကွယ်မယ်များကွယ်မယ်လုံးဝစားလို့အောင်နေဘူးကြောင်ကိုပြန်အတည်နဲ့ပြန်စားခြင်းဒါကလည်းလုံးဝကြက်သွေးလုံးဝစားလို့အောင်ကဲ
ကဲအားလုံးစားလုံးတားလို့လည်းပြီးတော့ပါပြီအခုဆိုလို့ရှိရင်တော့မျက်နှာမှာစီရဲပြန်နေပါပြီဒါတင်းစိတ်ပြောလို့ရှိရင်တော့ဒီတော့ချိုးပါဖြစ်ပါတယ်ဆိုတော့ဒီနေ့တာ vlog လေးကတော့ဒါပါပဲရေမို့ချိုးတာကတော့ဟိုဘက်မှာရန်200ပေးပြီးတော့ချိုးလို့ရတယ်လို့ပြောတယ်အဲ့ညီမှာတော့ချိုးမယ်ပေါ့နော်အဲ့ဒါပုံမှန်ပဲဒါကလူတိုင်းသိမယ့်နေရာပေါ့နော်ဆိုတော့အဲ့နေရာမှာတော့ချိုးမယ်အင်္ဂါလည်းအမှာပဲရှိတယ်တဲ့နောက်တော့အေးဝယ်နေရာနားမှာပဲဆိုတော့ဒီဗီဒီယိုလေးကခံသွားခြင်းတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့လုပ်လိုက်တဲ့ vlog လေးဖြစ်ပါတယ်ဆိုတော့အားလုံးပဲ我要去米娜塞，拜拜。တော့ဂျပန်နေရေချိုးတဲ့နေရာကိုခဏကိုဒီမှာထားမယ်ပြီးရှင်တော့1ရက်2ရက်3ဆိုပြီးတော့သူက9မိနစ်ကို100ပေါ့နော်သူ3ခန်းရှိပါတယ်ဆိုတော့အဲ့ဒါကိုဒီလိုမျိုးကြီးမှာခြေထောက်တုပ်တဲ့နေရာပြီးလို့ရှင်ဒီမှာကိုယ်ပစ္စည်းတွေပါညာထည့်ပါနော်ကိုယ်ပစ္စည်းပါညာထည့်ပြီးလို့ရှင်ဒီမှာမျက်နှာတစ်တော့တိုင်လို့ရတယ်ပေါ့ပလက်ပေါက်တွေလည်းပလက်ပေါက်တွေလည်းထားတာပေးပါတယ်။ပြီးရှင်ပလက်ပေါက်တွေထားတာပေးရပေါ့။နားရှိရဲ။ဆိုရေချိုးမယ့်နေရာနေလို့နေရပေါ့နော်။ငါးခန်းကတစ်ခန်းနှစ်ခန်းသုံးခန်းရှိရဲ။ကိုကထည့်လိုက်တဲ့နံပါတ်1မှာထည့်မယ်ဆိုနံပါတ်1ကရေရကြတာမှာပေါ့နော်။နံပါတ်2မှာထည့်မယ်ဆိုနံပါတ်2ကရေကြတာမှာပါရေးရပါပဲ။ဆိုတော့သူက9မိနစ်ကို100ပဲရှိပါတယ်။ဆိုတော့9မိနစ်100ပဲဆိုတော့အရန်တန်နေကျွန်မရေချိုးပွားကြီးအဲ့တော့ fresh ဖြစ်သွားပြီပေါ့နော်။ဆိုတော့ဒီမှာရေချိုးခန်းနေမတည့်ရသူတွေကိုဒီမှာလာပြပြပါရေချိုးရဲ့ခါကြလို့ရှိရင်လည်းမျိုး10မိနစ်10မိနစ်ကို5မိနစ်ကို100ပဲရှိပါတယ်ဆိုတော့ရေချိုးပါပါလေးပဲပါအားလုံးပဲမင်္ဂလာပါကွာ day 2ညအိပ်ပြီးမနက်မိုးလင်းသွားပြီးအိမ်လာတတ်တာ近づくなって危ないってうるさいって危ないから言ってるねお尻がプロンプロンと何も違うမနက်ရှာတော့ပမိုးပဲစားပါတယ်ထင်လားလို့ကျွန်မညကကြံနေအကင်တွေကိုကျွန်မတီးတီးရှာရှာလေးတင်ထားတယ်ပြီးတော့ထမင်းအိုနီဂီလည်းကြံတယ်ပေါ့နော်အဲ့ဒါကိုကျွန်မစားတယ်စားပြီးလို့ရှိရင်တော့ကျွန်မတို့နောက်တစ်ခီးထပ်ဆက်မှာဖြစ်ပါတယ်အဲ့လိုဆိုင်းတောင်းရင်လည်းမနက်ပြန်အလုပ်ပြန်ဆင်းရမှတွေးနေစိတ်ပူပန်နေပါတယ်ဆိုတော့ဗီဒီယိုလေးအဆုံးကြည့်ပေးကြတဲ့ကျေးဇူးများတင်ပါတယ် love you guys bye